ဒီဈေးနဲ့ luxury SUV တစ်စီးပိုင်ဆိုင်နိုင်မယ်ဆိုရင်တန်နေထင်လားထိုင်းလေလံမှာ Mercedes-Benz GLE 350 2021 model ကို 1.49 တန်းဘတ်နဲ့စာပွင့်ထားပါတယ်။ GLE 350 က Mercedes-Benz ရဲ့ Premium SUV ဖြစ်ပြီးအတွင်ခံမောင်းနှင်မှုနည်းပညာပိုင်းမှာလူကြိုက်များတဲ့ model တစ်စီးဖြစ်ပါတယ်။မြန်မာဈေးကွက်မှာတော့ဒီ model ကိုကားအခြေအနေနဲ့ထုတ်လုပ်တဲ့နှစ်ပေါ်မူတည်ပြီးကျပ်3,400ကနေ 5,000 ကျော်အထိတွေ့ရတတ်ပါတယ်။ဒါကြောင့်ထိုင်းမှာတရားဝင်အသုံးပြုနိုင်တဲ့သူတွေအတွက်တော့ Premium SUV တစ်စီးကိုမြန်မာထက်ပိုသက်သာတဲ့ဈေးနဲ့စီးနိုင်မဲ့ရွေးချယ်မှုတစ်ခုဖြစ်နိုင်ပါတယ်။လေလံဖွင့်ဈေးကနောက်ဆုံးဝယ်တဲ့ဈေးမဟုတ်ပါဘူး။လေလံအောင်သွားတဲ့ဈေးအခွန်လွှဲပြောင်းစရိတ်ပြုပြင်စရိတ်တွေထပ်ရှိနိုင်တာကိုလည်းထည့်တွက်ဖို့လိုအပ်ပါတယ်။တင်တာဘတ်ဂျက်1 သန်းခွဲလောက်ရှိတယ်ဆိုရင် Mercedes-Benz GLE 350 ကိုရွေးမလားဒါမှမဟုတ်အခြား luxury ကားတစ်စီးကိုရွေးမလား comment မှာပြောခဲ့လိုက်ပါဒီလိုလေလံကားတွေကိုရှာပေးရမယ်ဆိုရင် Xiao H Auto Page ချက်ပေါက်ကနေဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။